အရန်ပျော်ရွှင်မိပါတယ်ဒါကျွန်တော်တို့အုပ်စုတက်ဖို့60ရာခိုင်နှုန်းလောက်တေးကြသွားပြီပေါ့နော်အဲ့အတွက်ဒီနေ့နိုင်သွားတာကျွန်တော်တို့ခွန်အားဖြစ်စေရပေါ့နောင်ပွဲတွေကံမှုအတွက်ဟုတ်ကောင်းပါတယ်ကျွန်တော်ဘယ်လိုပြောကျွန်တော်တို့အတင်းရဲ့စီးလုံးမှုကိုပြပါပေါ့တစ်ဖက်တင်းကိုလည်းတစ်ဖက်တင်းကလည်းတော်တော်လေးကောင်းပါတယ်သူတို့လည်းသူတို့ရဲ့ရှိတဲ့အားနဲ့ကျွန်တော်တို့တုတ်ပြန်ကစားတယ်ကျွန်တော်တို့ကကျွန်တော်ရှိတဲ့အားနဲ့တုတ်ပြန်ကစားအမှားများလို့ခံသွားတာပါအဲအကြောင်းမို့ကျွန်တော်တင်းကအနိုင်ရပါဟုတ်အရန်ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တင်းကဥဆောင်ကိုရတဲ့အချိန်မှာအရန်အားရှိသွားတယ်ပေါ့ကစားသမားတွေအားလုံးအားရှိသွားတယ်အဲ့အတွက်တတင်းလုံးကိုသာပြောပါတယ်ဟုတ်မလေးရှားကျွန်တော်တကယ်ချင်းနေများတဲ့အတွက်ကျွန်တော်ပို့ပြီးတော့လုတ်ပြမှာပါဘာလို့ကျွန်တော်မလေးရှားမှာကန်တယ်ပို့ပြီးတော့သူတို့လုတ်ပြမယ်လို့ပြောထားခဲ့တာပါကျွန်တော်ကြွားထားခဲ့တာပေါ့နော်ကျွန်တော်တို့ပို့ခတ်ခဲ့တယ်ပေါ့တီးနိုင်ပါတယ်ဘာလို့ကျွန်တော်တကယ်ချင်းနေကြောင်းကျွန်တော်တီးမှာပါလာရောက်အားပေးတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ် TV ဖန်သားပြင်မှာအားပေးတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်အန်ဒီကိကိနဲ့ပြန်စီခြင်းနဲ့ပေါ့နော်သူများနိုင်ငံမှာဒီလိုမျိုးလာရောက်အားပေးရမြန်မာနိုင်ငံလိုမျိုးပဲကျွန်တော်တို့ကိုယ်အိမ်ကွင်းလိုခံစားပြီးကန်ရရပေါ့နော်အဲ့အတွက်ပရိသတ်အားလုံးတော့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်အတင်းကိုစားပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူးပါတယ်မြတ်